င်္ဂလာပါ皆さん調子どうですかကျွန်တော်ဒီနေ့ Tokyo application ကနေတစ်ဆင့်ရန်11000နဲ့ညီမျှတဲ့ point တွေကိုရရှိထားနိုင်ဖို့အတွက်ပြင်ဆင်ရမယ့်အချက်တွေနဲ့ပတ်သက်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်どうぞよろしくお願いしますတိုကျိုမြို့အစိုးရအဖွဲ့ကနေပြီးတော့ဂျပန်နိုင်ငံမှာကုန်စည်နှုန်းတွေကြီးမြင့်လာတာကြောင့်ဒီမှာနေထိုင်တဲ့သူတွေရဲ့နေထိုင်မှုဘဝကိုအားပေးကူညီဖို့အတွက်ကိုဒီရန်11000နဲ့ညီမျှတဲ့ point တွေကိုပေးအပ်သွားမယ်လို့ကြေညာထားပါတယ်ဒီ point တွေကိုကျွန်တော်တို့အနေနဲ့ဒီ point တွေ free point တွေ Rakuten Pay AU Pay နောက်ပြီးတော့ Mercari point တွေစတာတွေနဲ့လဲလှယ်ပြီးတော့လည်းအသုံးပြုလို့ရပါတယ်နောက်ပြီးတော့ဒီအစီအစဉ်မှာပါဝင်တဲ့သူတွေအနေနဲ့လာမယ့်26ရက်နေ့အထိကိုတတ်မှတ်ထားတဲ့ application တွေ download လုပ်ပြီးတော့ပြင်ဆင်ထားမယ်ဆိုရင်ရန်900နဲ့ညီမျှတဲ့ point တွေကိုလည်းရရှိမယ်လို့ပြောထားပါတယ်ဒါပေမဲ့တစ်ခုရှိတာကတတ်မှတ်ထားတဲ့လူဦးရေပြည့်သွားတယ်ဆိုရင်တော့ရန်900ကရနိုင်မှာမဟုတ်ဘူးလို့လည်းပြောထားပါတယ်ဒီ campaign မှာပါဝင်ဖို့အချက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အသေးစိတ်ထပ်ပြောပြတော့ပါပဲနံပါတ်1 smartphone လိုပါတယ် iPhone ဆိုရင် iOS 16နဲ့အထက် Android phone ဆိုရင်17နဲ့အထက်လိုအပ်ပါတယ်နံပါတ်2က Tokyo application ကို download ဆွဲထားဖို့လိုတယ်နံပါတ်3 digital authentication application လို့ခေါ်တဲ့ဥစ္စာကို download ဆွဲထားဖို့လိုတယ်နံပါတ်4ကတော့ my number cap ပြီးလို့ရှိရင်သူနဲ့သက်ဆိုင်တဲ့ passport ဒါတွေကိုပြင်ဆင်ထားဖို့လိုအပ်ပါတယ်ပြီးပြီဆိုရင်အဆင့်1အနေနဲ့ Tokyo application ကို account ဖွင့်ဖို့လိုပါတယ် application ကို download ဆွဲပြီးလို့ရှိရင် new registration လုပ်ဖို့လိုတယ်ပြီးလို့ရှိရင် email address တွေနောက်ကိုယ့်ရဲ့ password တွေထည့်ပေးဖို့လိုတယ်ဒါမှမဟုတ်ကိုယ့်မှာဖုန်းနံပါတ်ရှိတယ်ဆိုရင်ဖုန်းနံပါတ်ကနေလည်းတစ်ဆင့် application ကိုဒီ registration လုပ်လို့ရတယ်သူတို့ကဒီသက်ဆိုင်ရာ email တို့မဟုတ်ဖုန်းတွေဆိုရင်ကုတ်နံပါတ်တွေပို့ပေးပြီးတော့အဲ့ကုတ်နံပါတ်ကနေတစ်ဆင့် calculation ဖြစ်ကြောင်းအတည်ပြုတဲ့အတွက်ဒီလိုနီးလန်းနဲ့အသုံးပြုလို့ရပါတယ်ပြီးပြီဆိုရင်ကျန်တဲ့အချက်လက်တွေဖြစ်တဲ့ကိုယ့်ရဲ့နာမည်တွေဖုန်းမတွေအဲ့ဒါတွေကိုဖြည့်သွင်းပြီးပြီဆိုရင်တော့မှတ်ပုံတင်တဲ့ကိစ္စပြီးဆုံးတော့မှာဖြစ်ပါတယ်နံပါတ်1ဖြစ်တဲ့ authentication application ကို download ဆွဲဖို့လိုပါတယ်ဒီ application ကို download ဆွဲပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ပထမဆုံး start ဆိုတဲ့ခလုတ်လေးကိုနှိပ်ဖို့လိုပါတယ်ပြီးပြီဆိုရင်သူ့ရဲ့စီမီစီကန်းတွေကိုသဘောတူပါတယ်ဆိုပြီးတော့လုပ်ဖို့လိုတယ်အဲ့ဒီနောက်မှာဖုန်းရဲ့ face ID မျက်နှာနဲ့အတည်ပြုတာပေါ့နော်ဒါမှမဟုတ် password ဖြစ်တဲ့ passcode ဖြစ်တဲ့နံပါတ်တွေကိုထည့်ပြီးတော့အတည်ပြုတာဒါတွေကိုလုပ်ဖို့လိုတယ်အဲ့ဒီနောက်မှာ my number ကတ်ရဲ့ password လေးလုံးကိုရိုက်ထည့်ထားဖို့လိုပါတယ်ပြီးပြီဆိုရင် my number ကတ်ကိုဖုန်းနဲ့ scan ဖတ်ပြီးတော့မှတ်ပုံတင်ခြင်းကိုလုပ်လို့ရပါတယ်အဲ့တော့အဲ့ဒါတွေအလုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီ Tokyo application ကနေတစ်ဆင့်ဒီ digital application digital authentication application ကိုcalculation ဖြစ်တဲ့အကြောင်းကိုသိချချိတ်ဆက်ပြီးတော့အတည်ပြုထားဖို့လိုအပ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့နောက်နှစ်ထဲမှာရရှိနိုင်မဲ့ရန်11000နဲ့ညီမျှတဲ့ point တွေကိုရရှိဖို့အတွက်ပြင်ဆင်ထားပြီးဖြစ်မှာပေါ့လေဒီလာမဲ့တောက်ကြနေ့26ရက်နေ့မတိုင်ခင်မှာလှုပ်ထားမယ်ဆိုရင်တော့ရန်900နဲ့ညီမျှတဲ့ point တွေကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်ကျွန်တော်ဆိုရင်အဲ့ဒီလုတ်ပြီးတဲ့နောက်ထပ်24နာရီနောက်ပိုင်းမှာ application ကနေတစ်ဆင့် Tokyo application ကနေတစ်ဆင့်ရန်900ကိုရရှိခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနိုင်ငံမှာအခွန်တွေအာမခံတွေမဖြစ်မနေစောင့်နေရတယ်လို့ဒီလိုရစရာရှိတာတွေကိုလည်းခုဘက်ကဘာမှအပန်းမကြည့်ပဲနဲ့ရယူထားနိုင်ဖို့ပြင်ဆင်ထားဖို့လိုအပ်ပါတယ်โอเคဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးအဆင်ပြေလွတ်မြောက်နိုင်ကြပါစေတခုကြံသွားသေးတယ်ကျွန်တော်ဒီဟာကိုစာနဲ့လည်း post တင်ထားတဲ့အတွက်ကြောင့်စာနဲ့ဖတ်ချင်တဲ့သူတွေအတွက်ကို comment box မှာလည်းထည့်ထားပေးပါမယ်အားလုံးအဆင်ပြေလွတ်မြောက်နိုင်ကြပါစေ